မင်္ဂလာပါဒီနေ့ပိုးဤဘယ်တော့မှလဲဆိုတော့ကိုအောင်တော့ပိုးယူဘောလုံးဖက်နယ်လေးဝယ်ပေးဖို့မှာထားတယ်ပေါ့နော်ကိုအောင်တို့အတွက်ကိုအောင်တို့အကြိုက်လေးသွားပြီးရွေးပေးမယ်ပိုးဤမြန်မြန်လေးမိတ်ကပ်အမေ10မိနစ်မိတ်ကပ်လေးမြန်မြန်လေးလိုက်အောင်နော်ဒီနေ့ကတော့ပြင်းလို့ခုရှင်မဲ့လို့ရမယ်နော်ဖောင်ဒေးရှင်းတွေတက်အဲ့လိုလိမ့်ရတာပြင်းတော့လေအဲ့တော့ခုရှင်လေးက very easy အဲ့ဒါလောက်ဆိုရပါပြီ okay ပိုးရဟောဖြစ်ထားတော့လေဟောချန်နေဟိုတစ်ခေါက်က breakout ဖြစ်ထားတဲ့ဟာတွေကလေတက်ကြီးလာလို့လားမသိဘူးအမရုပ်ကပြောက်ဖို့တိတ်ခတ်တာပဲအဲ့တော့အဲ့ဒါလေးတွေကိုနည်းနည်း concealer လေးနဲ့လိုက်ဖော်မယ်ဒီလိုလေးပါ concealer လေးနဲ့လိုက်ပိုးရတော့လေ concealer ကိုအရင်တော့ကတော့ဖော့လေးနဲ့ကွာလိမ့်နေဒါပေမဲ့လေစိတ်ထဲမှာလေအဲ့လိုဖော့နဲ့လိမ့်တာထက်လေဒီလို concealer brush လေးနဲ့ဒီလိုလိုက်ပြီးတော့ဒီလိုလောက်တာလေပို့ပြီးတော့ဖုံးတယ်လို့ခံစားရတယ်ဘာသုံးတာလဲဆိုတော့ဒီ Tarte ကconcealer က Tarte ကသုံးတယ်ပုံမှန်ကတော့ပိုးကြီးက Charlotte Tilbury ကလိမ့်နေနောက်ပြီးတော့ NARS လိမ့်နေပေါ့နော် foundation ထပ်လိမ့်ရမယ်ဆိုတော့ဒါပေမဲ့အခုတော့ခုရှင်လေးပို့လိုက်တော့မယ်ပြီးလို့ရှိရင်blush ကဒီ cream blush လေးယူမယ်အဲ့ဒါက Rare Beauty က Hope color လေးပေါ့နော်အင်ကြီး color လေးနဲ့တူတူပဲအဲ့လေးကိုနည်းနည်းလေး spray လေးနဲ့ဖြန်းလိုက်မယ်ဒီမှာနော်သူ့ဟာကိုလည်းဒီလိုလေးဒီလိုပြီးတော့ပါပေါ်မှာလိုက်ပြီးတော့ blend လုပ်လိုက်မယ်နော်အဲ့ဒါလေးကလေပါးနီကိုပို့ပြီးတော့တရှိခံနေလို့ပို့ရတွေ့ဘူးတယ်ကြားဘူးတယ်ဒါကြောင့်မလို့ပို့လေးအဲ့လိုလိုက်သုံးကြည့်တဲ့အချိန်မှာတကယ်လဲဟုတ်တယ်အဲ့ blend လိုက်တာကပို့ပြီးတော့ result ကောင်းတယ်ကြားရှိဖို့ခံတယ်ပေါ့နော် eyeshadow ကဈေးမကြီးဘူး Pro Kit ကဒီအရောင်လေးအရင်လာတယ်သူအရောင်လေးရစုံတယ်နော်ရတယ်နော် daily use ပေါ့ daily use အတွက်အဆင်ပြေတဲ့အရောင်လေးဈေးလေးကလည်းဘလောက်မှမရှိဘူးအရင်ကမှ budget friendly ဖြစ်တဲ့ brand လေးသူ့ရဲ့အောက်ကိုလည်းဒီဟာပဲထည့်မယ်ညက်လုံးသူ့ရဲ့အောက်တောင်ဖြစ်တယ်ညက်လုံးကိုလည်းအဲ့ဒါလေးပဲထည့်မယ်မဟုတ်ခုနက concealer လိမ့်တာတော့ညက်လုံးကဖြူရနေလေတရုပ်တရေလို့ဖြစ်နေမှာဆိုလို့ဒီခုနကလိမ့်တဲ့ဟာလေးကိုပဲဒီအရှိလေးညက်လုံးပြီးသွားပြီနော်ညက်လုံးပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ Rare Beauty ရလေးပြမယ်တဲကွဲလာတာကြည့်နေစုခေလေးတုံးလို့နော်အဲ့လေးကိုကိုရဒီမှန်မှာပဲပေနေတဲ့ဟာလေးကိုယူပြီးတော့ဒီမျက်ခွန်လေးကိုနည်းနည်းလေးလင်းဝအောင်လို့တုပ်လိုက်မယ်နော်မှန်မှာပေနေနည်းနည်းလေးပဲအဲ့ဒါမျိုးဆိုရင်ဒီနားလေးလည်းနည်းနည်းလင်းသွားပြီနော်မျက်ခုံးမွေးလည်းဒီမှာ Pro Kit ကပဲနော်သူကအရန်ပုံမှာသူက pencil လေးလိုပဲအချွန်လေးဒီမှာ pencil လေးလိုပဲဆိုတော့တော်တော်လေးအဆင်ပြေရဲ့အဲ့အတွက်ကြောင့်မို့လို့ဆွဲပါမယ်ရှင်အရင်တော့ဘယ်လိုပြောမလဲတောက်ကြီးမလုပ်ဘူးနော်ပြီးသွားရင်ဒါလေးကိုနည်းနည်းလေးတက် okay အဲ့ဆိုရင်အဲ့ဆိုရင်ဒီကောင်လေးဖြတ်ပြီးတော့ဒီ Charlotte Tilbury ကပဲသူ့ရဲ့ပေါ့ eyebrow gel ရဲ့ဒီမှာ Rare Beauty eyebrow gel ပေါ့နော်နှစ်ခုRare Beauty ဟာအရင်သုံးတယ်အရင်ကြိုက်တယ်ဒါပေမဲ့ဒါထက်တွေ့ရောဒါလေးကိုဝယ်သုံးကြည့်မယ်ဆိုဝယ်သုံးကြည့်လိုက်တယ်ဒါပေမဲ့ Rare Beauty ကိုပို့ကြိုက်ပါတယ် Rare Beauty ကပို့ပြီးတော့ပုံသွင်းတာပို့လာတယ် Rare Beauty ကပို့ပြီးတော့ပို့ပြီးတော့အဆင်ပြေပါတယ်ရှင်အဲ့ဆိုရင်ပြီးပြီဗာလဲကတိတော့eyeliner brown color လေးနော်တကယ်တော့ဒီဟာမျက်ခုံးမွေးလဲဆွဲလို့ရတယ်ပိုးကြီးကတော့ eyeliner ချေတယ်ပပလေးပဲချေရကြိုက်လို့လေ mascara ကောက်ဖို့ကိုအရင်ဆုံးညက်တောင်လေးကိုလမ်းချမယ် okay အဲ့လိုလေးကောက်သွားပြီဆိုလို့ရှိရင်ဒီမှာပိုးကြီးအရန်ကြိုက်တဲ့
ဒီ Q Press က Dolly Eye mascara လေးကိုချဲပါမယ်အရင်ကြိတ်ပါတယ်သူအမြင်တမ်းလေးတမြင်ချင်းစီကော့ပြီးတဲ့တစ်ချောင်းချင်းစီလေးအဲ့တော့ဒီဘက်မှာကော့ထားတာဒီဘက်မှာမကော့ထားဘူးဒါဖွေးရတော့2ခေါက်3ခေါက်ဆိုတက်တဲ့အချင်းရှိရယ် mascara မျက်ကပ်ပြင်တဲ့အချိန်မှာအကြိုက်ဆုံးကတော့ mascara ကော့ရတာအကြိုက်ဆုံးပါ makeup ပြင်ပြီး mascara မကော့ပဲလုံးဝမနေတတ်ပါဘူးအတောင်လေးကိုနည်းနည်းလေးစိတ်ရှိလေးကော့လေးဖြစ်အောင်ညှက်မယ်ညှက်ပြီးဆိုရင်တန်းပြီးတော့ mascara တင်လိုက်မယ်သူကဖြတ်ရတဲ့အခါမှာလည်းလွယ်တယ်နော်ဟိုကြီးက waterproof မကြိုက်ဘူးဘာလို့လဲဆိုတော့လေ waterproof တွေဖြတ်တဲ့အခါမှာမျက်တောင်အရင်ကျွတ်လို့အပေါ်ပြီးပြီဆိုတော့အောက်ချိန်မယ်အောက်ကိုထပ်ပြီးတော့ဆိုမယ်မျက်လုံးလည်းပြီးသွားပြီဟိုင်းလည်းပြီးသွားပြီဆိုလို့ရှိရင်ဘာလုပ်မလဲဆိုတော့အဲ့ဒီဆိုမယ်Maybelline နဲ့ Revlon နဲ့အမြင်ရောရတော့ Maybelline နဲ့ Revlon မသိဘူးနော်အဲ့ဒါလေးကသူကနှခမ်းလေးရောကနုနုခက်ခက်လေးကဲအဲ့ဆိုရင်ဒီနောက်ဆုံးမှာဘာလုပ်မလဲဆိုရင် setting spray အဲ့ဆိုရင်ခုနက level လေးကိုချန်နေ level လေးလိုက်အောင်နော် level နဲ့မျက်နှာကွာနေလို့မရဘူးမျက်နှာပုံစံထားလို့ဖြစ်နေမယ် level လေးလိုက်လိုက်မယ် level ကတော့ is okay ပို့လိုက်တော့မယ်ဒီလိုလေးပဲလုပ်လိုက်တယ်အဲ့ဆိုလို့ရှိရင်ကိုကဘုတ်အတွက်ခဏတော့ဘုတ်အတွက် I'm ready